အားလုံးပဲမင်္ဂလာပါဆက်ဆက် sharing corner ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Revit ထဲမှာ family creation လုပ်ပြပေးမှာပဲဖြစ်ပါတယ် family creation ဆိုတာကကျွန်တော်တို့ sketch ဆွဲတဲ့အခါမှာ component လေးတွေယူသုံးရတာရှိတယ် component လေးတွေကိုယ်တိုင်ဆွဲထားတာမဟုတ်ဘဲနဲ့ဒီ website ကနေ download ဆွဲထားတာပဲဖြစ်ဖြစ်ပေါ့နော်အပင်လေးတွေပန်အိုးလေးတွေစပွဲကုံလေးတွေမီးအိမ်လေးတွေကဒင်လို့ပေါ့နော် laptop computer အစရှိသဖြင့် furniture ပစ္စည်းလေးတွေလည်းရှိမယ်ပေါ့နော်ဒါလေးတွေကို component အနေနဲ့ sketch မှာယူသုံးတယ်လို့မျိုးပဲ Revit မှာဆိုလို့ရှိရင် family လေးတွေကိုကျွန်တော်တို့ယူသုံးလို့ရတယ်အခုကိုယ့်ဘာသာကို family creation လုပ်မယ်ဆိုလို့ရှိရင်เนาะဒီ Revit ထဲမှာ project ဆိုတာရှိတယ် family ဆိုတာရှိရပေါ့နော်ကိုက project ဆွဲမယ်ဆိုလို့ရှိရင် project file ကိုဖွင့်ရမယ် family ဆွဲမယ်ဆိုလို့ရှိရင် family file ကိုဖွင့်ရမယ်ပေါ့နော်အခုက family အသစ်ဆွဲမှာမလို့ family အောက်က new ဆိုတာလေးကိုသွားပါမယ် new ဆိုတာလေးကိုသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာ box ချလာလိမ့်မယ်ပေါ့နော်ဒီ box ထဲမှာကျွန်တော်တို့ family ဆွဲဖို့ရအတွက် template လေးတစ်ခုကိုရွေးပေးပါမယ်သူရဲ့ family template ကဘယ်နေရာမှာရှိတယ်လဲဆိုလို့ရှိရင် data C ထဲမှာ program data အဲ့ဒီရဲ့အောက်မှာ Autodesk Revit 2019ကတော့ကိုယ့်ရဲ့ version မှာမူတည်ပြီးကွဲလိမ့်မယ်ပေါ့နော်ပြီးရင် family template ထဲကိုသွားပြီးလို့ရှိရင် English I ဆိုတာရှိတယ်ရိုးရိုး English ဆိုတာရှိတယ်ပေါ့နော် I ဆိုတာကတော့ Imperial ပေလက်မှတ်နဲ့ဆွဲမှာဆိုလို့ရှိရင် English Imperial တဲ့ကဖွင့် millimeter နဲ့ဆွဲမှာဆိုလို့ရှိရင်ဒီရိုးရိုး English တဲ့ကဖွင့်မယ်ဟုတ်ပြီ millimeter နဲ့ဆွဲမှာဖြစ်တဲ့အတွက် millimeter တဲ့ကနေဖွင့်မယ်အခုလောဆယ်ကျွန်တော်ဆွဲပြမယ်ပုံစံလေးကဒီမြေအိုးပေါ့နော်ဒီအညာဘက်မှာဆိုလို့ရှိရင်ရေခတ်တဲ့မြေအိုးဒါမှမဟုတ်လို့ရှိရင်အပင်တွေပါတယ် site တဲ့လိုမျိုးမြေအိုးပုံစံလေးကိုဆွဲပြပေးမှာဖြစ်တယ်ဒီ genre ပေါ့နော် genre ဆိုတာလေးကိုပဲရွေးမယ် furniture တွေပဲသုံးပေါ့နော် furniture တွေပဲလို့ဒီ genre ဆိုတာကိုရွေးလို့ရတယ် matrix genre model ဆိုတာလေးကိုရွေးလိုက်ပါမယ်အခုဒီ family file လေးပွင့်လာပြီပေါ့နော်ဒီအပေါ်မှာလည်း family 1ဆိုပြီးတော့ပေါ်နေတယ်ဒီထဲမှာဆိုရင်ဒီ project browser ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီreference level ဆိုတာ plan view လေးဖြစ်တယ်ပေါ့နော်ပြီးရင် left view front view ရှိတယ် view 1ဆိုပြီးရှိတယ် view 1ကတော့ 3D view ပေါ့နော်ဟုတ်ပြီဒီမှာဆိုလို့ရှိရင် front ရဲ့ left ရဲ့ပါတယ်ဆိုတော့ back ရဲ့ right ရဲ့သွားကြလို့ရှိရင်ဒီ back ဘယ်ချက်မှာ double click နှိပ်ပြီးတော့သွားလို့ရတယ်ပထမဦးဆုံးဒီ elevation တစ်ခုလည်းဝင်ထားပါတော့ကိုကြိုက်တဲ့ elevation ကိုဝင်လို့ရတယ် front ကိုလည်းဝင်လို့ရတယ်ဥပမာ right ကိုဝင်ချင်တယ်ဆိုရင်ဒီဘက်မှာ double click နှိပ်ပြီးတော့ဝင်မယ်ဝင်ပြီးတော့ရဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအပေါ်မှာ create ရဲ့အောက်ထဲမှာဒီမှာ font ဆိုရဲထဲမှာ extrusion blend revolve sweep sub blend white font ဆိုပြီးတော့ရှိတယ်အဲ့ထဲမှာ revolve ဆိုတာလေးကိုရွှေ့ပါမယ် revolve ဆိုတာလေးရွှေ့မယ်ကျွန်တော်တို့ profile လေးတစ်ခုဆွဲမှာပေါ့နော် revolve ဆိုတာကတော့ဒီ axis တစ်ခုကိုမူတည်ပြီးတော့ပတ်လိုက်တယ်ပေါ့နော် profile တစ်ခုဆွဲပြီးပတ်လိုက်တဲ့ပုံစံလေးဖြစ်တယ် profile လေးကဘယ်လိုပုံစံလေးဆွဲမလဲဆိုတော့ဒီပုံစံလေးကိုဆွဲပါမယ်ဒီ profile လေးဆွဲမယ်ဒီအနီရောင် line လေးဆွဲစရာမလိုပါဘူးဒီပုံစံနဲ့တစ်ထပ်ထဲတူအောင်ဆွဲပေးရမယ်ပေါ့နော်တစ်ထပ်ထဲတူအောင်ဆွဲမယ်ဆိုတဲ့နေရာမှာတော့ dimension နေရာမတူလဲရတယ်အတိုင်းဒါတွေကိုယ့်ဘာသာကိုကြိုက်သလိုဆွဲလို့ရတယ်ဒီအကွေးတွေပေါ့နော်ဒီအကွေးတွေကလည်းကိုယ့်ဘာသာကိုကြိုက်တဲ့လောက်ကွေးလို့ရပါတယ်ပုံစံတူအောင်ဆွဲရမယ်ဆိုတာကအခုဒီအနီရောင် line လေးမပါဘူးဆိုလို့ရှိရင်ဒီနေရာမှာပိတ်ထားရမယ်ဒီနေရာမှာဖွင့်ထားရမယ်ပေါ့နော်ပြီးရင် line လေးတွေထဲမှာဒီကြားထဲမှာဟနေတာမျိုးတွေမဖြစ်ရဘူးလို့ဟနေတာမျိုးတွေမဖြစ်ရဘူးပေါ့နော် sorry ဟုတ်ပြီအခု Revit ထဲမှာဒီ profile လေးကိုဆွဲပါမယ်ကျွန်တော်တို့ dimension ကိုအတူတူပဲဆွဲလိုက်ပါမယ် millimeter template ကိုဖွင့်ထားတဲ့အတွက် millimeter နဲ့ပဲဆွဲမယ်ဒီအပေါ်မှာline ရှိတယ် rectangle ရှိတယ် add ကိုဆွဲမယ်ဆိုလို့ရှိရင်ဒီမှာ step and radius ဆိုပြီးတော့ add လေးဆွဲလို့ရတယ်ပေါ့နော်ဒီအပေါ်မှာရှိနေတဲ့ဒီ draw ရဲ့အောက်ထဲကနေပြီးတော့ကိုလိုတဲ့ဥစ္စာကိုတွားပြီးတော့ဆွဲပါမယ်ဟုတ်ပြီ line ဆွဲတဲ့ပထမဆုံး line လေးကို click နှိပ်လိုက်မယ် first point ရှာမယ် direction ညာဘက်ကိုပြမယ်ပြီးရင်အောက်ဆုံးက85မို့လို့85 enter ဆိုပြီးရေးလိုက်မယ်ပြီးရင်အပေါ်ဘက်ကိုကဒီအတုံးလေးရဲ့အထူက73ဖြစ်တဲ့အတွက်73 enter ဆိုပြီးတော့အခုဆိုရင် line လေးကစောင်းနေတယ် line လေးစောင်းနေတဲ့အတွက် escape နဲ့ထွက်ပြီးတော့ line ကိုပြန်ပြီးတော့ select ပေး line ကိုအတဲ့အတိုင်းသွားမယ်သွားပြီးရင်73 enter ဆိုပြီးတော့ပေးမယ်73ပြီးတော့ရဆိုတာနဲ့အပေါ်ကို152တလိုင်းထပ်ပြီးတော့ဆွဲထားမယ်152တလိုင်းပြီးရင်နောက်ထပ်က69တလိုင်းဆွဲထားမယ်ဟုတ်ပါပြီအပေါ်ဘက်ကို15တလိုင်းရတော့မဆွဲသေးဘူးအခုကအဆွဲမှာဖြစ်တဲ့အတွက် command ကနေထွက်ရှင် escape တစ်ချက်နှိပ်မယ်
ဒီနေရာလေးက set at radius at ဆိုတာလေးကိုရွေးပေးမယ်ရွေးပြီးပြီဆိုလို့ရှိရင်ဒီမှာ line လေးတစ် line အရင်ဆွဲလိုက်ပါမယ်ဒီမှာ first point ကလေး second point ကလေးနဲ့ line လေးတစ် line အရင်ဆွဲထားမယ်ဆွဲထားပြီး escape နှိပ်ပြီးတော့ add လေးကိုနှိပ်မယ်ဟုတ်ပြီ first point ကလေး second point ကအခုဒီဆုံးသွားတဲ့နေရာပေါ့နော်ဒီမှာ152ဆုံးသွားတဲ့နေရာလေးမှာ second point ရှာ add ဆွဲမှာဖြစ်တဲ့အတွက်ဒီဘက်ကို direction ပြပါနော်ကိုယ်ညာဘက်ကို direction ပြကိုဒါတော့ဆွဲချင်တာဆွဲလို့ရတယ်ပေါ့နော်ဒီအဝိုက်ကတော့ကိုအဆင်ပြေတယ်လို့ဆွဲလို့ရတယ်ဟုတ်ပြီဒီအဝိုက်လေး white ပြီးတော့ဆိုလို့ရှိရင်နောက်ထပ်တစ် white ထပ် white ဖို့ရအတွက် first white ကလေး second white ကလေးဒီအဝိုက်လေးရကြတော့အတွင်းကို white ပါမယ်ဟုတ်ပြီအတွင်းလေးကို white ပြီးသွားပြီဆိုလို့ရှိရင်ဒီအထောင်လိုက် line လေးတွေကိုဆက်လက်ပေးပြီးတော့ keyboard ကနေ delete နှိပ်ပြီးတော့ဖြတ်ပေးမယ်ပြီးရင်အပေါ်ကို15ပေါ့နော် line sorry အပေါ်မှာ line icon နှိပ်မယ် first white ကလေးနှိပ်ပြီးတော့15 mm အမြင့်ရှိတဲ့ line အဆောင်လေးဆွဲပေးမယ်ဒါကတော့ကိုအဆင်ပြေတယ်လို့ဆွဲလိုက်ပေါ့နော်ဒါအတိအကျမဟုတ်လဲရှာတယ်အခုဒီအကွေးလေးနှစ်ခုရဲ့ဒီအပေါ်ဆုံးကအဆောင်lineလေးတစ်ခုရဲ့ကို offset ရိုက်ပါမယ် offset ရိုက်မယ်ဆိုလို့ရှိရင်ဒီ modify ဆိုတဲ့ tab လေးထဲမှာ offset ဆိုတာရှိတယ်အဲ့ဒါလေးတစ်ချက်နှိပ်မယ်နှိပ်ပြီးသွားရင်ဒီအောက်မှာ offset distance လေးကို15 under ဆိုပြီးတော့ပေးမယ်ပေးပြီးသွားပြီဆိုလို့ရှိရင်ဒီအတွင်းဘက်ကိုရိုက်မှာဆိုလို့ရှိရင်အတွင်းဘက်ကိုကလေးတစ်ချက်ချဒီဘက်မှာကလေးတစ်ချက်ချဟုတ်ပြီပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီအပေါ်ဆုံးမှာ line လေးတစ် line ပိတ်ပေးပါမယ်ဒီအပေါ်ဆုံးမှာ line လေးတစ် line ပိတ်ပေးမယ် horizontal လေးနဲ့ပဲပိတ်ပေးမယ်ပြီးရင်ဒီအပေါ်က modify ဆိုတဲ့ tab လေးထဲမှာ trim extend to corner ဆိုတာရှိတယ်ဒါလေးကို first point ကလေး second point ကလေးနဲ့ဒီ join လေးတွေစုံတဲ့နေရာမှာ trim လုပ်ပေးမယ်ဒီလိုမျိုး trim လုပ်ပေးလို့ရှိရင်သူကကြားထဲမှာအဟာလေးတွေမရှိတော့ဘူးပေါ့နော်အဟာလေးတွေမရှိတော့ဘဲနဲ့အကုန်လုံးပိတ်သွားအောင်လို့ပေါ့နော်ဟုတ်ပြီဒီမှာဆိုရင်ဒီနှစ်ခုကဆက်လို့မရအောင်ဖြစ်နေတယ်ဆက်လို့မရအောင်ဖြစ်နေတော့ခါကြတော့ဒီ add လေးကိုနည်းနည်းလေးအောက်ကိုလေးဒီလိုလေးဆွဲချလိုက်ပါမယ်အခုကဒီ soft wine လေးကသူကဒီလိုမျိုးဆက်ဆွဲမယ်ဆိုလို့ရှိရင်ဒီအောက်က line နဲ့ဆုံးစရာအကြောင်းမရှိဘူးပေါ့နော်ဆုံးစရာအကြောင်းမရှိတဲ့အတွက်ဒီ line လေးကိုပဲဆက်လက်ပေးပြီးတော့အပေါ်သွားတဲ့ arrow လေးနဲ့ up arrow လေးနဲ့တင်လိုက်မယ်ဒီ line လေးကိုတင်လိုက်မယ်တင်ပြီးသွားပြီဆိုလို့ရှိရင်မလိုတဲ့နေရာတွေကို trim ဖြတ်လိုက်မယ်အခုဒီအဖြောင်လေးကိုလိုချင်တယ်ဒီဘက်ကအကွေးလေးကိုလိုချင်တယ်ဆိုလို့ရှိရင်ရသွားပြီပေါ့နော်ပြီးရင်ဒီနေရာမှာ line လေးတစ် line ပိတ်ပါမယ်ဟုတ်ပြီပြန်ထွက်ချင်ရင်ဒီ modify ကိုတစ်ချက်နှိပ်ပေးပေါ့နော်အခုဒီပုံစံလေးအတိုင်းရသွားပြီဆိုလို့ရှိရင်ဒီပုံစံလေးအတိုင်းအခုဒီ AutoCAD ထဲမှာဆွဲထားတဲ့ပုံစံလေးအတိုင်းရသွားပြီဆိုလို့ရှိရင် profile လေးပြီးသွားပြီပေါ့နော် line တာတွေကကိုကြိုက်တယ်လို့ဆွဲလို့ရတယ် profile လေးဆွဲပြီးသွားပြီဆိုလို့ရှိရင် profile ကိစ္စပြီးသွားပြီဆိုလို့ရှိရင်ဒီ center line တစ်ခုကိုရွေးပေးမယ်ပေါ့နော် revolve ပတ်ဖို့ရအတွက် center line တစ်ခုကို axis line တစ်ခုရွေးပေးမယ်ဒီမှာ axis line ဆိုတာကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင် draw ရဲ့အထက်မှာ pick line ဆိုတာရှိရပါတော့ pick line လေးကိုကောက်လိုက်မယ်ကောက်ပြီးသွားလို့ရှိရင်ဒီအလယ်က dotted center line လေးကိုတစ်ချက်ကလစ်နှိပ်လိုက်မယ်ပြီးရနဲ့အမှန်ချက်လေးနှိပ်ပေးလိုက်မယ်ဒါဆိုလို့ရှိရင်ရှေ့အိုးပုံစံလေးရသွားပါပြီ 3D shape လေးကြည့်ချင်တယ်ဆိုလို့ရှိရင် view 1 ကနေပြီးတော့ကြည့်လို့ရတယ်အခု view 1မှာဆိုရင်သူကနည်းနည်းချုပ်နေရပေါ့နော်ကိုကချဲ့ပေးလိုက်အခုဒီပုံစံအတိုင်း elevation view အတိုင်းမြင်နေဆိုလို့ရှိရင် keyboard ကနေ shape ကို wheel လေးနဲ့ဒီ mouse က scroll wheel လေးနဲ့တွဲပြီးတော့နှိပ်ပြီးတော့လှည့်ပေးလိုက်ပါတော့ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီအပေါ်မှာ 3D default 3D view ဆိုတာရှိတယ်အဲ့ကနေသွားကြည့်လဲရတယ် 3D view ထဲမှာသွားကြည့်လို့ရတယ်ဟုတ်ပြီအခုဒီပုံစံလေးကိုကြိုက်တယ်ဆိုလို့ရှိရင်ဒီတိုင်းထားလို့ရတယ်ပေါ့နော်ကိုမကြိုက်သေးဘူးပြင်ချင်သေးတယ်ဆိုလို့ရှိရင်လည်းပြင်ချင်ရင်ပြင်လို့ရပါတယ်ပြင်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ elevation တစ်ခုကိုပဲသွားပြီးပြီဆိုလို့ရှိရင် object ကို select ပေး
edit report ဆိုတာကိုသွားမယ် edit report ဆိုတဲ့ထဲမှာကျွန်တော်တို့စိတ်ကြိုက်ပြန်ပြီးတော့ပြင်လို့ရှာပါတယ်ဟုတ်ပြီအခုကမပြင်တော့ဆိုလို့ရှိရင်ပြန်ထွက်မယ်အခုဒီပုံစံလေးအထိရသွားပြီဆိုလို့ရှိရင် material ကတ်မယ်ပေါ့နော် material ကတ်ဖို့ရအတွက်ဒီ property ဆိုတဲ့ရဲ့ tab လေးရဲ့အပေါ်မှာ family type ဆိုတာလေးရှိတယ်အဲ့ဒါလေးတစ်ချက်နှိပ်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီဘက်အောက်တောက်လေးထဲမှာ current ပုံလေးနဲ့ edit parameter ရှိတယ်ဘေးနားလေးမှာ new parameter ရှိတယ် new parameter လေးကိုတစ်ချက်နှိပ်မယ် name ဆိုတဲ့နေရာမှာpot ပေါ့နော် pot material ဆိုပြီးတော့ပေးပါမယ်ဒါကိုကြိုက်တဲ့ name ကိုပေးလို့ရတယ် type of parameter မှာ material ဆိုတာလေးကိုရွေးပေးမယ်okay ပေးမယ်ပြီးရင်ကျွန်တော်တို့ဒီ by category ဆိုပြီးပေါ်နေရပါတော့ဒီ value ဆိုတဲ့အောက်မှာ by category ဆိုပြီးပေါ်နေရရှိတယ်အဲ့ဒီရဲ့အနောက်မှာဒီမှာအတုံးလေးတိတ်တိတ်လေးရှိတယ်အဲ့ဒါလေးတစ်ချက်နှိပ်မယ်နှိပ်ပြီးသားပြီဆိုလို့ရှိရင်ဒီမှာ material ရွေးပေးမယ်ပေါ့နော် material ကိုရွေးတဲ့အချိန်မှာဒီအောက်မှာကိုကြိုက်တဲ့ material ကိုသုံးလို့ရတယ်ကျွန်တော်တို့ကဒီမှာရှင်စေးပုံစံလေးကိုသုံးချင်တယ်ပေါ့နော်ဒီလိုမျိုးအညူရောင်ကာလာလေးမြေကြီးရှင်စေးပုံစံလေးကိုသုံးချင်တာဖြစ်တဲ့အတွက်ဒီမှာရှိလားဆိုတာကိုတစ်ချက်ရှာဖွေကြည့်မယ် clay ဆိုပြီးရှာကြည့်မယ်ပေါ့နော်ဒီထဲမှာမရှိလာတဲ့အတွက်ကျွန်တော်တို့က default ဆိုတာလေးကိုရိုက်ထည့်လိုက်မယ်default ဆိုတာလေးပေါ်လာပြီဆိုလို့ရှိရင် right click နှိပ်ပြီးတော့ duplicate လုပ်လိုက်မယ်ပေါ့နော်ဒီ default ကိုပဲပြန်ပြင်ပြီးတော့သုံးမယ်ဒီမှာလည်းကျွန်တော်တို့ကကိုကြိုက်တဲ့နာမည်ပေးလို့ရတယ် material 1 2 3ကိုကြိုက်တယ်လို့ပေးလို့ရတယ်ပေါ့နော်ဒီမှာတော့ clay material ဆိုပြီးတော့ပေးလိုက်ပါမယ်ရှင်စေးပေါ့နော်ဟုတ်ပြီ clay material လို့ပြောပြီးသွားပြီဆိုလို့ရှိရင်ဒီအနောက်ဆုံးက appearance ကိုလာမယ် image ဆိုတဲ့အနောက်မှာတစ်ချက်နှိပ်မယ်ပုံရွေးပေးမယ်ပေါ့နော်ပုံကတော့ဒီ Google ကနေပြီးတော့ဒီရှင်စေးနဲ့ခက်ဆင်ဆင်တူတဲ့ပုံစံလေးကိုတွားပြီးတော့ download ဆွဲလိုက်လို့ရတယ်ကျွန်တော်ကတော့ download ဆွဲပြီးသားရှိတဲ့ဖြစ်တဲ့အတွက်ဒီကိုယ့်ရဲ့ computer ထဲမှာရှိတဲ့ဒီပုံလေးရှိတဲ့နေရာကိုတွားလိုက်မယ်ပေါ့နော်အခုဒီမြေပုံမမြင်ရလို့ရှိရင် view ရဲ့နောက်မှာ thumbnail ဆိုတာလေးရှိရပေါ့နော်ဒီမှာဆိုရင် create texture ဆိုတဲ့ပုံလေးကိုဖွင့်လိုက်မယ်ဒါကတော့ပုံကတော့ကိုကြိုက်တဲ့ပုံစံကို download ယူထားလို့ရတယ်ပြီးရင် okay ပေးလိုက်မယ်ဒီမှာလည်း okay ပေးမယ်ပေးပြီးသွားပြီဆိုလို့ရှိရင် object လေးကို select ပေးမယ် select ပေးပြီးဒီဘက်က property ဆိုတဲ့ပေါက်ထဲမှာ material ရဲ့အနောက်မှာ click တစ်ချက်နှိပ်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင် material ဆိုတဲ့အနောက်မှာ by category ရှိပါတော့ by category ရဲ့အနောက်မှာဒီအဖြူအောင်တုံးလေးရှိအဲ့ဒီတုံးလေးကိုနှိပ်မယ် for material ကိုရွေးမယ် okay ပေးမယ်အခုမမြင်ရသေးဘူးဆိုလို့ရှိရင်ဒီအောက်မှာ visual style ဆိုတာရှိတယ်အဲ့ဒါလေးတစ်ချက်နှိပ်မယ် realistic ပြောင်းကြည့်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရွေးထားတဲ့ texture ပုံလေးနဲ့မြေအိုးပုံစံလေးရှာသွားမှာဖြစ်ပါတယ်ဟုတ်ပြီအခုဒီဟာလေး family လေးပေါ့နော်မြေအိုးပုံစံ family လေးကိုကျွန်တော်တို့ project ထဲကိုထည့်ခြင်းနဲ့ဆိုလို့ရှိရင် file လေးကိုတစ်ချက်စိတ်လိုက်ပါမယ်ကိုပေးခြင်းနဲ့နာမည်ပေးလိုက်ပါနော်save လိုက်မယ်နာမည်ပေးပြီးတော့ save လိုက်မယ်သူကအခုက save လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ file extension ကsave မယ်ဆိုလို့ရှိရင်သူ့ရဲ့ file extension က RFA ပေါ့နော် .rfa ဆိုပြီးတော့တွားတယ်ဘာလို့လဲဆိုတော့ family ဖြစ်တဲ့အတွက် .rfa နဲ့တွားတယ် review file ဆိုလို့ရှိရင်တော့ .rvt နဲ့တွားပါတယ်ဟုတ်ပြီ save ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ project တစ်ခုဖွင့်ပါမယ် project တစ်ခုကိုဖွင့်မယ်ဆိုလို့ရှိရင် file open အကနေတွားမယ်တွားပြီးသွားပြီဆိုလို့ရှိရင် project ကိုဖွင့်မှာဖြစ်တဲ့အတွက် file extension rvt ကိုဖွင့်မယ်ဒီမှာ project ပေါ့နော်rebuild project ဆိုပြီးတော့လည်းပေါ်တယ်ဒါ family ဆိုလို့ရှိရင် rebuild family ဆိုပြီးတော့ပေါ်တယ်ပေါ့နော်ဒီနောက်မှာလည်းကြည့်လို့ရတယ် RFA ဆိုလို့ရှိရင် family ဖြစ်ပြီးတော့ RVT ဆိုလို့ရှိရင် project file ဖြစ်တယ်ပေါ့နော် project file တစ် file ကိုဖွင့်လိုက်ပြီးအခုဒီမှာ project file လေးပွင့်လာရင်ပေါ့နော်ဒီထဲမှာဆိုရင်တော့ကျွန်တော်ဆွဲထားတဲ့ဥစ္စာလေးတွေရှိတယ်ဒါလေးတွေကို highlight မယ်
height ရှင်ရင်ဒီအောက်ကမျက်မှန်လေးမှာသွားပြီးတော့ height element လောက်လို့ရတယ်ဒီစပွဲလေးကိုလည်း height လိုက်ပါမယ်အခုဒီ project file ထဲမှာကျွန်တော်နံရံကြီးတစ်ခုပဲဆွဲထားရှိရပေါ့နော်ဟုတ်ပြီစောနာကဒီမြေအိုးလေးရှိတဲ့နေရာကိုသွားမယ်သွားပြီးသွားဆိုလို့ရှိရင် file ဆေးပြီးသွားပြီဆိုလို့ရှိရင် log into project လို့သွားမယ်အခု loss ရဲ့ project ကဒီတစ်ခုပဲဖွင့်ထားရှိလို့ဒီထဲဝင်သွားမယ်ပေါ့နော်ဟုတ်ပြီချလိုက်မယ်ကိုကဘယ်နှခုသုံးပါလဲဒါ3မလောက်ချလိုက်ပေါ့နော်ဒီ modify ကိုနှိပ်လိုက်ဒါဆိုလို့ရှိရင် project ထဲကိုမြေအိုးလေးရောက်သွားပါပြီအခုဒီပုံစံတိုင်းနဲ့ကျွန်တော်တို့ family creation လုပ်လို့ရတယ်လုပ်ပြီးသွားပြီဆိုလို့ရှိရင်ဘယ် project မှာပဲလို့ရှူသုံးလို့ရတယ်ပေါ့နော်ဒီဗီဒီယိုလေးကတော့ဒီ Revit ထဲမှာမြေအိုးပုံစံလေးကို family creation လုပ်ပြပေးတာပဲဖြစ်ပါတယ်အခုဒီဗီဒီယိုလေးကိုကြည့်ပြီးတော့လောက်တက်သွားပြီဆိုလို့ရှိရင်ကိုကဒီ plan လေးတွေပဲဖြစ်ဖြစ်ဖန်ပန်းအိုးလေးတွေမီးအိမ်လေးတွေကိုကြိုက်တဲ့ family လေးတွေ furniture လေးတွေကိုဖန်တီးနိုင်မှာဖြစ်ပါတယ်အားလုံးပဲနောက်ထပ်ဗီဒီယို lesson မှာတွေ့ကြပါမယ်နော်